တင်ဘလောက်အိတ်ရေးမမတ်ဒီလိုနီးတွေနဲ့တော့အိတ်နိုင်မှာမဟုတ်ဘူးနံပါတ်1လေးမိုင်နေရဲ့အိတ်ဆက်ချင်းနီးခင်ဗျားတို့အလုံးများတာလောက်ကတော့လေးမိုင်နေအိတ်နေတဲ့လောက်ပဲရှိပါသေးတယ်သူတို့ကအိတ်နေရင်တော့အလုံးများနေတာမို့လို့ပါလေးမိုင်နေကလူတွေလိုပဲအစုပ်ကနေအသက်ရှူတာမို့ရေအောက်မှာတခြားငါးတွေလိုအသက်မရှူနိုင်ပါဘူးခံမှန်းကြီး10မိနစ်နဲ့မိနစ်20ကြားတစ်ခါရေပြင်ပေါ်တက်ပြီးအသက်ရှူကြရပါတယ်ဒါကြောင့်ရေအောက်ထဲအိတ်နေတဲ့အခါအုံနောက်ကတဝက်ပဲအိတ်ပြီးတဝက်ကအသက်ရှူဖို့တတိယအောင်နုံနုကြကြနေရပါတယ်ဒါကိုအုံနောက်တစ်ချမ်းနဲ့အိတ်ဆက်ချင်းလို့လည်းခေါ်ကြပါတယ်အဲ့ဒီပြင်အိတ်တဲ့အခါမျက်လုံးတစ်ဖက်ဖွင့်ပြီးအိတ်ကြပါတယ်ဒါကရေတွေကတခြားအနေတွေကိုရှောင်နိုင်မှုအတွက်ပါတခါတရံရေပြင်ပေါ်မှာအသက်ရှူရင်အိတ်လိုက်ကြတာမျိုးလည်းရှိတတ်ပေမဲ့ရေထဲအိတ်တာကိုသူတို့ကပိုသဘောကျရုံပါပဲနံပါတ်2တိကလေအုတ်တရဲ့မတ်တက်အိတ်ဆက်ချင်းဒီလဲပြီးအိတ်တာတို့ထိုင်ပြီးအိတ်တာတို့မြင်နေကြဆိုပေမဲ့မတ်တက်ရက်ပြီးအိတ်တာကိုတော့စိမ့်နေပါလိမ့်မယ်ဒါကတိကလေအုတ်တရဲ့နေ့စဉ်အိတ်ဆက်တဲ့ပုံစံပါဒီကလန်ကလားတတ္တဝါကြီးတွေကအိတ်ချိန်ရမ်းနေကြပါတယ်တရက်ကမှမိနစ်20-30လောက်ပဲအိတ်လေးရှိပြီးတော့အိတ်တဲ့အချိန်မှာတော့များသောအားဖြင့်မတ်တက်ပဲအိတ်ကြတာပါဒါကတားရဲတလိမ့်ဆန်တွေကိုကာဝယ်တဲ့သူတို့ရဲ့နီလန်မှာဒါမှန်တိုင်းလဲချပြီးအိတ်လိုက်ရင်ပြန်ထားဖို့ရအားနေသွားပြီးအမြန်ထားဖို့အတွက်လွယ်ကူမနေပါဘူးဒါကြောင့်ပဲတောရဲရှိနေရင်အခုလိုတတိရှိပဲမတ်တက်အမြန်လေးအိတ်ဆက်ကြပါလိမ့်နံပါတ်3ပင်လယ်ဖြန်များရဲ့ရေပေါ်အိတ်ဆက်ခြင်းဤဘယ်နေရာရောက်ရအောင်အိတ်တက်တာကပင်လယ်ဖြန်လေးတွေပါသူတို့ကအိတ်ဆက်တဲ့ပင်လယ်ရေမျက်နှာပြင်ပေါ်မှာဆိုရင်ရေပေါ်ပေါ်လို့ပေါ်ရင်အိတ်ကြပါလိမ့်အဖွဲနဲ့ဆိုရင်တစ်ကောင်နဲ့တစ်ကောင်အဖွဲမကွဲသွားအောင်လက်ချင်းတွဲအိတ်ကြပါလိမ့်တစ်ကောင်နဲ့ရပြီဆိုရင်အနီးနောက်ကရေညှိတွေကိုတွဲဖက်ပြီးအိတ်ကြပါလိမ့်ရေရောက်ထဲအိတ်ရမယ်ဆိုရင်လည်း၄မိုင်နေလို့အုံနောက်တစ်ချမ်းနဲ့အိတ်ဆက်လိုက်တာပါပဲကန်းကျင်နဲ့ကြုံလာပြန်တော့လဲနေရာကောင်းရှာပြီးနှင်းနှင်းချိုက်ချိုက်အိတ်လေးရှိပါလိမ့်နံပါတ်4မွေရီရဲ့မျက်လုံးဖွင့်အိတ်ဆက်ခြင်းဤမွေရီကမျက်ခုံမရှိတာမို့လို့လူတွေလိုမျက်လုံးပိတ်ပြီးမအိတ်ပါဘူးမျက်လုံးဖွင့်ပြီးအိတ်တယ်ဆိုပေမဲ့မျက်လုံးကိုကာကွယ်တဲ့အနေနဲ့အလင်းရိုင်အလွှာပါးလေးတစ်ခုနဲ့ဖုံးအုပ်ပြီးအိတ်တာပါဒါကြောင့်မွေရီမှာအိတ်နေတယ်ဆိုပေမဲ့တကယ်မအိတ်ဘူးလို့ပဲဆိုရမှာပါအုံနောက်ရဲ့လှုပ်ဆောင်မှုတွေကိုအကန့်အသတ်နဲ့ရှော့ချပြီးအနားယူတယ်ဆိုပေမဲ့အန်နီရဲ့အငွေ့အသက်ရတာနဲ့ချက်ချင်းပုံမှန်နိုးနိုင်စွမ်းရှိပါတယ်ဒါကြောင့်အိတ်နေတယ်ဆိုပြီးရောင်လို့တောင်သွားမကတ်သင့်ပါဘူးဒါမှအဖြစ်တော့မိနစ်ပိုင်းမှနာရီပိုင်းထိအိတ်ဆက်လေးရှိပြီးတော့စောင်းခိုတဲ့အခါမျိုးမှာတော့အချိန်ကြာကြီးထိအဖွဲလိုက်စုပြီးအိတ်တတ်ပါတယ်နံပါတ်5ငှက်တွေရဲ့လေးပေါ်အိတ်ဆက်ခြင်းဤကျွန်တော်လည်းခုမှသိတာပါငှက်တွေကပြန်တန်းနေအိတ်နိုင်ပါတယ်တဲ့ငှက်တိုင်းတော့မဟုတ်ပေမဲ့တချို့ငှက်တွေကသမုတ်တရားဖြတ်ပြီးပြန်တန်းတဲ့အခါမျိုးမှာအုံနောက်တစ်ချမ်းနဲ့အိတ်ဆက်ပြီးတော့ကြံတစ်ချမ်းနဲ့ပြန်တန်းကြပါတယ်တစ်ခါနှစ်ချမ်းလုံးအိတ်ဆက်သွားရင်တော့လေဟုန်စီးပြီးပြုံးမကြအောင်ပြန်တန်းနိုင်ပါတယ် Frigate Batch Albatross Set Common Swift စားတဲ့ငှက်တွေဟာအိတ်နေရင်တော့ပြန်တန်းနိုင်တဲ့ငှက်မျိုးတွေပါပြောချင်တာကဒီလောက်ပါပဲကာလာနဂါလူသားတချို့ကတော့ဒီနည်းတွေနဲ့လည်းအိတ်ရင်အိတ်နိုင်ပါလေဦးမယ်တကယ်တမ်းသူတို့မအိတ်နိုင်လောက်အောင်တေချာလွန်းတာကတကားပိတ်ပြီးသားသူမရဲ့ရင်ခွင်ပဲရှိပါလိမ့်မယ်